အားလုံးပဲမင်္ဂလာပါရှင် This is Hira ဒီဗီဒီယိုလေးထဲမှာတော့ Hira က Exam နဲ့ပတ်သက်တဲ့အကြောင်းအရာလေးချို့ကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်အခု Hira ပြပြသွားမှာကတော့လုပ်သက်ဘယ်လိုတွက်ရမလဲဆိုတာပဲဖြစ်ပါတယ်အသုံးပြုသွားမယ့် formula ကတော့ dative formula ပါပထမဆုံးအကြောင်းမှာဝန်ထမ်းတွေအတွက်သူအလုပ်ဆောင်နေတဲ့ရက်ကနေဒီနေ့အထိလုပ်သက်ဘယ်လောက်ရှိပြီလဲဆိုတာလေးကိုဥပမာတွက်ပြပေးထားပါတယ် Hira နဲ့အတူတူတွက်ကြည့်ရအောင်equal dative dative start date ဒီစတဲ့ရက်ပါ comma end date ဆုံးတဲ့ရက်ဒီဒီနေ့ဖြစ်တဲ့အတွက် today function ကိုယူသုံးပါမယ် today today ခွင့်စားခွင့်ပိတ် comma နဲ့အတွက် unit ဒီ y ပါခွင့်ပိတ်ပါမယ်ဒါဆိုသူရဲ့လုပ်သက်ဘယ်နှစ်ဆိုတာရသွားပါပြီလနဲ့ရက်အတွက်ဆိုလဲအလားတူပါပဲ unit လေးပဲပြောင်းသွားပါမယ်equal dative dative စာရက် ဆုံးရက် လအတွက် unit သည် ym ပါရက်အတွက်ဆက်သွားပါမယ် dative စာရက် ဆုံးရက် ရက်အတွက် unit သည် md ပါဒါဆိုရင်သူအတွက်နေ့သက်သက်လသက်သက်ရက်သက်သက်ရသွားပါပြီအဲ့ဒါကိုအခုဒီမှာပြထားသလိုမျိုးဘယ်နှစ်နှစ်ဘယ်နှစ်လဘယ်နှစ်ရက်ဆိုပြီးတော့စာသားနဲ့ကနဲ့တွဲရက်လေးတွေပေါ်ပြဖို့အတွက်ဆိုရင် Hira တို့က n သင်္ကေတနဲ့ဆက်ပါမယ် Hira နဲ့တူတူဆက်ကြည့်လိုက်ရအောင် equal ခဏ n စာသားရိုက်ပါမယ် exam မှာစာသားကိုအဖွင့်အပိတ် quotation mark နဲ့ပေါ်ပြပါတယ်ဒါကြောင့်မို့လို့အဖွင့်YEARSES ပြန်ပိတ်ပါမယ် enter နှိပ်ကြည့်ရအောင်ဒီမှာစာသားနဲ့ကဏ္ဍနဲ့ကတ်နေတယ်ပေါ့နော်အဲ့ဒါကိုအပေါ်ကလိုမျိုးလေး space နဲ့ပြချင်တယ်ဆိုရင်မတို့ပြင်ပါမယ်စာသားနဲ့ကဏ္ဍကြားမှာချချင်တာဖြစ်တဲ့အတွက်စာသားရဲ့အစမှာ space တစ်ချက်ခံပါမယ်သူ့ရဲ့နောက်မှာလည်းဆက်လာအောင်မှာဖြစ်တဲ့အတွက်ဟောဒီအဆုံးမှာ space တစ်ချက်ခံပါမယ် and ကဏ္ဍ and လာဖြစ်တဲ့အတွက် months ပေါ့နော်သူလည်းစာသားရဲ့အစမှာ space ခံပါမယ်စာသားရဲ့အဆုံးမှာ space ခံပါမယ် year and ကဏ္ဍ and yes ဆိုတော့ days ပေါ့နော်သူလည်းစာသားအစမှာ space ခံပါမယ်သူရဲ့နောက်မှာတော့ဘာမှဆက်မရေးတော့မှဖြစ်တဲ့အတွက်ဟောဒီအဆုံးနေရာမှာ space မခံတော့ဘူးပေါ့နော်အဲဒါနှိပ်လိုက်ပါမယ်ဒါဆိုရင် Hira တို့လိုချင်တဲ့ပုံစံစာသားနဲ့ကဏ္ဍတွဲရက်ကလေးရသွားပါပြီဒါအားလုံးကိုဆက်လက်မှတ်လိုက်ပြီးတော့ဆွဲချလိုက်ပါမယ်ဒါဆိုရင်တော့အားလုံးအတွက်ရသွားပြီပေါ့နော်အခုပြောပြသွားတာကတော့ဒီနေ့အထိဘယ်လောက်ရှိမလဲဆိုပြီးတွက်တာပေါ့နော်အဲ့လိုမဟုတ်ဘူး Hira တို့ကဒီနေ့အထိလိုချင်တာမဟုတ်ဘူးနှစ်ကုန်မှလိုချင်တာဒါမှမဟုတ်ဘတ်ဂျက်ရေးရပိတ်တဲ့အချိန်မှာဘယ်လောက်ရှိမလဲသိချင်တာအဲ့လိုမျိုးဆိုရင်လေကိုလိုချင်တဲ့ရက်စွဲအသေးတစ်ခုကိုသတ်မှတ်ပြီးတော့အဲ့ဒီအထိရှိမယ်ဟာကိုတွက်လို့ရပါတယ်ဥပမာအားဖြင့်ပေါ့နော်ပြီးခဲ့တဲ့ဘတ်ဂျက်ရေးရအပိတ်မှာလိုချင်တယ်ဆိုကြပါစို့3လပိုင်း31ရက်2025ပေါ့နော်အဲ့ဒီမှာသူရဲ့လူသက်ဘယ်လောက်ရှိမလဲသိချင်တယ်ဆိုရင် Hira တို့ပြန်ရိုက်ပါမယ်ဒါလေးတစ်ချက်ဖြတ်လိုက်ပါမယ်နော်သွားမှာကတော့ခုနပုံစံအတိုင်းပါပဲ end date ဆုံးတဲ့နေရာမှာပဲခွာသွားပါမယ် equal dative dative စာရက် ဆုံးတဲ့နေရာမှာ today မဟုတ်တော့ဘဲနဲ့ Hira တို့သတ်မှတ်ထားတဲ့ဟောဒီရက်စွဲလေးဖြစ်သွားပါမယ်ဒီနေရာကိုအသေးသတ်မှတ်မှဖြစ်တဲ့အတွက် F4 တစ်ချက်နှိပ်ပြီးတော့ lock ချလိုက်ပါမယ် နဲ့ဖြစ်တဲ့အတွက် y ပေါ့နော်ဒီပုံစံအတိုင်းပဲဆက်သွားပါမယ် dative စာရက်ဆုံးရက် F4 တစ်ချက်နှိပ်ပါမယ် ym ရက်လည်းဒီအတိုင်းပဲသွားပါမယ် div စာရက် ဆုံးရက် F4 တစ်ချက်နှိပ်ပါမယ် md ဖြစ်သွားပါမယ်ကဲဒါဆိုရင်ရသွားပြီပေါ့နော်အားလုံးအတွက်ဒါကိုဆက်လက်မှတ်ပြီးဆွဲချလိုက်ပါမယ်ဒါဆိုရင်တော့ Hira တို့လိုချင်တဲ့အတိုင်းရသွားပါပြီဒီ formula လေးကိုလုပ်သက်တွက်တာတစ်ခုရဲ့အတွက်မဟုတ်ဘဲနဲ့ Hira တို့တွေအသက်ဘယ်လောက်ရှိပြီလဲဆိုတာကိုတွက်ချင်တာမျိုးဆိုရင်လည်းသုံးလို့ရပါတယ် Hira မျှဝေပေးခဲ့တဲ့အကြောင်းအရာလေးကလိုအပ်သူတွေအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းအလင်းသင်သလိုဆက်လက်မျှဝေတော့ပါအောင်မယ်အားလုံးပဲအဆင်ပြေကြပါစေရှင်